Sun Tzu ရဲ့စစ်တပ်ပညာ The Art of War ကျမ်းဟာကမ္ဘာသမိုင်းမှာဩဇာအရှိဆုံးစာအုပ်တွေထဲတစ်ခုဖြစ်ပါတယ်။ဒီရဲ့ကျမ်းဟာစစ်တိုက်နေတသက်တင်မဟုတ်ပဲနဲ့ပဏိပခတွေကိုဘယ်လိုကင်တွယ်မလဲဆိုတဲ့လူမှုဗေဒနဲ့စိတ်ပညာဆိုင်ရာအနှစ်သာရတွေပါဝင်နေလို့ယနေ့ခေတ်အထိတန်ဖိုးရှိနေပါတယ်။ Sun Tzu ဆိုတာဘယ်လိုလဲ။ Sun Tzu ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ခရစ်တော်မပေါ်မီ900စုခန့်ကတရုတ်ပြည်ရဲ့နေဦးနဲ့ဆောင်းကာလမှာနေထိုင်ခဲ့တဲ့စစ်သေနာပတိတူဖြစ်ပါတယ်။သူဟာဝူပြည်နယ်ရဲ့ဘုရင်ဟေလူစီမှာအမှုထမ်းခဲ့ပြီးတော့စစ်ပွဲပေါင်းများစွာကိုအနိုင်ရအောင်တိုက်ခိုက်ပေးခဲ့တဲ့သူပါ။ The Art of War ကျမ်းဟာအခန်းကြီး73ခန်းနဲ့ဖွဲ့စည်းထားပြီးတော့ဒီရဲ့အချက်လက်တွေကစိတ်ဝင်စားဖို့ကောင်းနေပါတယ်။မတိုက်ပဲနဲ့အနိုင်ယူခြင်းစွန်စုရဲ့အမြင့်ဆုံးဗျူဟာရန်သူကိုလက်နက်ချင်းရှင်းမတိုက်ပဲနဲ့ညံနဲ့အညံ့ခံခိုင်းတာဖြစ်ပါတယ်။အကောင်ဆုံးသောစစ်အောင်နိုင်မှုဆိုတာမတိုက်ရဘဲနဲ့အနိုင်ရခြင်းဖြစ်တယ်လို့သူကဆိုပါတယ်။လဲစားခြင်းစစ်ဆိုတာလဲစားခြင်းအတတ်ပညာပဲလို့သူကသတ်မှတ်ပါတယ်။မိမိကအားကောင်းနေရင်အားနည်းသလိုဟန်ဆောင်ဖို့ဒီနေရင်ဝေးသလိုဟန်ဆောင်ဖို့သူကသင်ကြားပေးပါတယ်။နောက်တစ်ချက်ကတော့ပြန်ဆံမှုဖြစ်ပါတယ်။စစ်ပွဲတစ်ခုဟာကြာရှည်လေးတိုင်းပြည်အတွက်ဆုံးရှုံးမှုများလေးဖြစ်ပါတယ်။ဒါကြောင့်ရွေးလို့ပဲအခြေအနေရလိုက်လျော်ညီထွေဖြစ်အောင်ပြောင်းလဲပြီးတော့မြင်ဆက်ဆက်အဆုံးသတ်ဖို့လိုပါတယ်။ကျန်သူကိုတိမိမိကိုတည်ရင်တိုက်ပွဲပေါင်း100မှာ100လုံးမရှုံးနိုင်ဘူးဆိုတဲ့စကားရဲ့အနက်အတိတ်ပဲရတော့မိမိကိုတည်ခြင်းမိမိရဲ့အာသာချက်မိမိအားနဲ့ချက်နဲ့အရင်မြစ်တွေကိုအတိအကျသိရပါမယ်။နောက်တစ်ခုကတော့ရန်သူကိုတည်ခြင်းဖြစ်ပါတယ်။ရန်သူရဲ့အစီအစဉ်အားနဲ့ချက်နဲ့စိတ်သက်ပိုင်းဆိုင်ရာကိုလည်းနားလည်ရပါမယ်။နှစ်ဖက်စလုံးကိုတိကျနားလည်ရင်ဘလို့စိန်ခေါ်မှုမျိုးကိုမဆိုအောင်နိုင်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။သူရဲ့ကျန်တွေကိုစီးပွားရေးလောကမှာအသုံးချပုံရဒီနေ့ခေတ်စီးပွားရေးလုပ်ငန်းရှင်တွေကစွန်စုရဲ့ view တွေကို marketing နဲ့ strategy တွေမှာအကျိုးရှိအသုံးပြုနေကြပါတယ်။ဒီမှာချက်ပါတော့ပြိုင်ဘက်ကိုလေ့လာခြင်းဈေးကွက်ထဲကပြိုင်ဖက်ရဲ့အားနည်းချက်ကိုရှာဖွေပြီးတော့ဝေးအားသာချက်နဲ့ထိုးနှက်တာဖြစ်ပါတယ်။အခွင့်အရေးကိုစောင့်ဆိုင်ခြင်းမစင်မချင်းရင်းနှီးမြုပ်နှံမှုမျိုးမလုပ်ဘဲနဲ့အချိန်အခါကောင်း timing ကိုစောင့်ကြည့်တာဖြစ်ပါတယ်။နောက်တစ်ခါတော့ခေါင်းဆောင်မှုဖြစ်ပါတယ်။စစ်ဖို့ချုပ်တအုပ်မှာရှိတဲ့အရေးချင်း၅ပါးဉာဏ်ပညာသစ္စာရှိမှုဂရုဏာထားမှုပฏิရှိမှုနဲ့စီကံရှိမှုကိုစီမံခန့်ခွဲသူတွေအတူယူကြပါတယ်။စွန်စုကစစ်သားတွေကိုလေ့ကျင့်ပေးရမှာအရင်စီကံကြည့်ပါတယ်။တခါကဘယင်းရဲ့မမမိတန်တွေကိုစစ်ပညာသင်ပေးဖို့တောင်းပေးခံရတဲ့အခါမှာအမိတ်မနာခံတဲ့ဘယင်းအချက်ဆုံးမိဖျားနှုတ်ကိုဘယင်းကတာမြစ်တဲ့ကြားကစီကံအရကောင်းဖြတ်ကွမြတ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ကျန်တဲ့အမျိုးသမီးတွေအားလုံးကစစ်သားကောင်းနေလို့အမိန့်ကိုတပွေမသိနိုင်နာခဲ့ကြရလို့တမိုင်းမှာဆိုကြပါတယ်။ The Art of War ဟာရန်သူကိုတက်ဖြတ်ဖို့သင်ပေးတဲ့စာအုပ်ထက်အမှားအနည်းဆုံးနဲ့အောင်မြင်မှုကိုဘယ်လိုရယူမလဲဆိုတဲ့အသိပညာပေးတဲ့ကျမ်းတစ်စောင်စာအုပ်ဖြစ်ပါတယ်။နောက်ထပ်စွန်စုရဲ့ The Art of War ကျမ်းမှာပါတဲ့အခန်း73ခန်းရဲ့အချက်လက်တွေနဲ့ခေါင်းဆောင်တူမှရှိတဲ့အရေးချင်းတွေကိုလည်းစိတ်ဝင်စားဖွယ်ပြပြပေးတော့မှာဖြစ်ပါတယ်။အခန်း73ခန်းရဲ့အနှစ်သာရမှာတော့ဒီခန်းဟာစစ်ပွဲတစ်ခုကိုမစတင်ခင်မှာပြင်ဆင်မှုကနေအွန်လိုင်းနဲ့အထိအစစ်အစင်ကိုလမ်းညွှန်ထားတာဖြစ်ပါတယ်။ဒီကတော့အစီအစဉ်ချခြင်းစမတိုက်မီအချက်၅ချက်လမ်းစဉ်ရာသီဥတုမြေပြင်အနေထားခေါင်းဆောင်မှုနဲ့စီကံကိုနိုင်ရှင်တွက်ချက်ရမှာပဲ။နံပါတ်2ကစစ်စင်ခြင်းစစ်ပွဲရဲ့ကုန်ကြစရိတ်ကိုနားလည်ဖို့နဲ့စစ်ပွဲကိုမြင့်မြတ်အဆုံးသတ်ဖို့အရေးကြီးပါတယ်။နံပါတ်3ကတော့ဉာဏ်ဖြစ်တိုက်ခိုက်ခြင်းအကောင်းဆုံးပွဲဟာရန်သူမျိုးကိုမဖျက်ဆီးဘဲနဲ့တင်ပိုက်ခြင်းဖြစ်ပါတယ်။ရန်သူမဟာမိတ်တွေကိုဖျက်တောက်တာကလည်းရန်သူတပ်ကိုတိုက်တာထက်ပုံမှန်ထိရောက်ပါတယ်။ဒီကတော့စစ်အင်အားအနေထားမိမိကိုမရှုံးအောင်အရင်လှုပ်ထားပြီးမှရန်သူရဲ့အားနည်းချက်ကိုစောင့်ကြည့်တိုက်ခိုက်ဖို့ဖြစ်ပါတယ်။နံပါတ်5ကတော့စွမ်းအင်အသုံးချမှုတပ်ဖွဲ့တွေကိုစနစ်တကျစုဖွဲ့ပြီးတော့အင်အားကိုတနေရာထဲမှာစုစည်းအသုံးချပုံဖြစ်ပါတယ်။6ကတော့အာသာချက်နဲ့အားနည်းချက်ရန်သူရဲ့အာသာတဲ့နေရာကိုရှောင်ပြီးတော့အားနည်းတဲ့မကကွယ်ထားတဲ့နေရာတွေကိုတိုက်ခိုက်ဖို့ဖြစ်ပါတယ်။နံပါတ်9ကတော့စီရင်လှုပ်ရှားမှုရန်သူထက်အသာစီရအောင်နေရာယူပုံနဲ့ရန်သူကိုလဲစားပြီးတော့လမ်းကြောင်းပြောင်းလုပ်ပုံဖြစ်ပါတယ်။နံပါတ်10ကတော့ view ဟာပြောင်းလဲအခြေအနေရ view ဟာကိုပုံသီးမထားဘဲနဲ့ပြောင်းလဲတတ်ဖို့ဖြစ်ပါတယ်။နံပါတ်9ကတော့တက်ရွှေ့ပြောင်းခြင်းမြေပြင်အနေထားလိုက်တက်ကိုဘယ်လိုနေရာချမလဲဆိုတော့လေ့လာထားပါမယ်။နံပါတ်10ကတော့မြေပြင်အနေထားမြေပြင်အမျိုးအစား6မျိုးကိုခွဲခြားနားလည်ပြီးတော့ဘယ်လိုအခွင့်အရေးယူရမလဲဖြစ်ပါတယ်။စစ်ကတော့အခြေအနေ9မျိုးဦးနယ်မြေမှာတိုက်တာလားရန်သူနယ်မြေထဲရောက်နေတာလားဆိုတဲ့အခြေအနေပေါ်မူတည်ပြီးတော့စစ်သားရဲ့စိတ်ဓာတ်ကိုစီမံခန့်ခွဲဖို့လိုပါတယ်။စနစ်ကတော့ဒီဖြစ်တိုက်ခတ်ခြင်းလက်နက်အဖြစ်မိကိုအသုံးချဖို့ယနေ့ခေတ်မှာတော့ပြင်ထန်တဲ့ထိုးစစ်ဆင်မှုကိုဆိုလိုတာဖြစ်ပါတယ်။
73ကတော့တရှိုးကိုအသုံးချခြင်းဖြစ်ပါတယ်။သတင်းအချက်လက်တွေဟာအောင်နိုင်ဖို့အတွက်အရေးကြီးဆုံးဖြစ်ဖို့တရှိုးတွေကိုကျွမ်းကျင်စွာအသုံးချဖို့ဖြစ်ပါတယ်။စွန်စုကစစ်တေနာပတိဒါမှမဟုတ်ခေါင်းဆောင်တူမှာဒီရဲ့အရေးချင်းတွေရှိရမယ်လို့ဆိုပါတယ်။အရေးချင်းတွေကတော့ငါးချက်ဖော်ပြထားပါတယ်။ဉာဏ်ပညာအခြေအနေကိုမှန်မှန်ကန်ကန်သုံးသပ်နိုင်စွာသစ္စာရှိမှုလက်အောက်ငယ်သားတွေပေါ်မှာဂတိကြည့်ပြီးတော့ယူသားမှုဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ခယူနာဖြစ်ပါတယ်။စစ်သားတွေအပေါ်မှာစာနာစိတ်ထားပြီးတော့တို့ရဲ့ယုံကြည်မှုကိုရယူနိုင်ရပါမယ်။ဒီကတော့တတိရှိရပါမယ်။စုံမြတ်ချက်ချမယ်အချိန်မှာတက်တာပြီးတော့ရင်မှုရှိရပါမယ်။နောက်တစ်ခါတော့စီကံရှိရပါမယ်။စုပေတံပေစနစ်ကြာရှိပြီးတော့အမိန်ကိုဒေသာလိုက်နာစေမှုဖြစ်ပါတယ်။ခေတ်တဲ့လောကအတွက်သင်ခန်းစာအနေနဲ့ကတော့စွန်စုရဲ့အယူဆရတဲ့အနှစ်သက်ဆုံးတစ်ခုကတော့ရှည်နဲ့နာရှင်ချက်ဖြစ်ပါတယ်။ရှည်ဟာမြင်းတဲ့နေရာကိုရှောင်ပြီးတော့မြင်းတဲ့နေရာကိုစီးဆင်းသလိုပဲစိတ်ရပြုခါမှလည်းရန်သူရဲ့အားကောင်းတဲ့နေရာကိုရှောင်ပြီးတော့အားနေတဲ့နေရာကိုတိုက်ခိုက်ရပါမယ်။ဒါဟာစီးပွားရေးမှာဆိုရင်ပြန်ဖက်ကုမ္ပဏီကြီးတွေကြီးစိုးထားတဲ့ဈေးကွက်ကိုတိုက်ရိုက်မရှင်းဘဲနဲ့သူတို့လက်လံမိတဲ့ဈေးကွက်တစ်ကိုရှာဖွေထုတ်ပေါက်တာနဲ့အတူတူပါပဲ။စွန်စုရဲ့ Theater of War အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်အစီအစဉ်စားတဲ့အကြောင်းအရာများကိုလည်းတင်ဆက်ပေးသွားပါမယ်။ကြည့်ရှုနားဆင်ပေးတဲ့သူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်။